sweetest word, the coldest heart, the deepest wound, the endless dark, the lonely ache, the burning tears, the bitter nights, the wasted years. Life breaks and falls apart, but we know these are places where grace is soon to be. So amazing, they may be unfulfilled, they may be unrestored, but when anything that shattered is laid before the Lord, just watch and see, it will not be unredeemed. For every choice that led to shame, and all the love that never came, for every vow that someone broke, and every life that gave up hope, we live in the shadow of the fall. But the cross says these are all places where grace is soon to be. လွတ်တော်ကိုယ်စားလှယ်များချင်းလူသားကောင်းဆောင်များဖိတ်ကြားထားသောဧည့်သည်တော်များစေချမ်းသာခြင်းကိုယ်ကြမ်းမှခြင်းပြည့်စုံပါစေဟုမင်္ဂလာနှုတ်ခွန်းဆက်တာပါပဲသူကိုပြုပြကြတော့နိုင်ငံတော်ပြည်ရသမ္မတဦးဟန်ဒရီဗန်ဂျီယိုနဲ့ခေမီလဝီယိုဆလာဦးလျန်လွယ်တို့ဒီနေ့ဂုဏ်ပြုတဲ့အခမ်းအနားကိုတက်ရောက်ရတဲ့ကမ္ဘာပဲဒီတော့အားရဝေပြောဝန္တာဂုဏ်ယူပြီးပါလေဆိုတဲ့အကြောင်းကိုပထမအားဖြင့်ပြောကြပါရစေ ကျွန်တော်တို့မြန်မာနိုင်ငံပြည်ထောင်စုမြန်မာနိုင်ငံကြီးအတွက်ဒုတိယရာတော်ကိုချင်းတိုင်းနားရတယ်ဘုရားပြည့်တယ်တကယ်ချင်းကြရနေချင်းတိုင်းနာခေါင်းဆောင်တယောက်ကဒုတိယရာတော်နေရာထားပြီးဆောင်ပါဖြစ်ပါတယ်ဒီလိုဥဆောင်နိုင်ဖို့အတွက်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌတာဝန်ကိုယူခဲ့ပြီးအခုနိုင်ငံတော်အတိုင်းအမြံပုဂ္ဂိုလ်ဖြစ်ရတဲ့ဒီမှာဒီမိုကရေစီခေါင်းဆောင်အောင်ဆန်းစုကြည်ရဲ့တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့အမျိုးသားပြည်နယ်ပြည်နယ်လမ်းကြောင်းပေါ်ကမှန်ကန်တဲ့ရွေးချယ်မှုဖြစ်တယ်ဆိုတာဒီနေ့ပြတာဖြစ်ပါတယ်万秋诶，人类可莫诶，从秦淮为出来，原是老弟的道理。哦，人类万秋可莫诶，从秦淮为出来，原是老弟的道理。အခုလိုချက်တည်မင်္ဂလာပေါင်းပြီးဆုံးတော့ဂုဏ်ပြုပွဲကိုကြောက်ချင်ပြကြပါတော့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်နိုင်ကကြီးဘာဘာဖူတီမူရောင်ပိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဖေမင်းသိန်းအထူးဖိတ်ကြားထားတဲ့ဧည့်သည်တော်ကြီးများချင်းတိုင်းသားမိမညီကိုမောင်နှမများအားလုံးကိုစိတ်ကြပြကျမ်းမာချမ်းသာကြပါစေကြောင်းဆုတောင်းမေတ္တာပို့သရင်ဒီကလာပါဆက်တာပါလေ
နိုင်ငံဒီအခမ်းအနားကိုဒီကွန်ပျူတာပွဲကိုနိုင်ငံတော်သမ္မတရင်းနဲ့နိုင်ငံတော်အတိုင်းအမြခံလို့လည်းသူတို့ကလာရောက်အချင်းချင်းချင်ပါတယ်ဒါပေမဲ့သူတို့ရဲ့လုပ်ငန်းကအချင်းချင်းကြောင့်သူတို့မလာရောက်နိုင်ဘူးဖြစ်ပါတယ်ဒါပေမဲ့တော့အိုးရတယ်ပြီးတော့ကျွန်တော်တို့ကခန္ဓာကိုပါပြီးတော့ပါဝင်ပေးတဲ့ချစ်မြတ်ပေးတဲ့အားပေးတဲ့ဆိုတာကိုလည်းအားလုံးကျွန်တော်အသိပေးလိုပါတယ်စီယိုဆိုတာကျေးဇူးနဲ့စကားပြောပြရစေနံပါတ်1အနေနဲ့ဒီလိုခွင့်ရတဲ့အခြေခံမှုပြင်ဆင်တဲ့ဖလားရှင်နာမတော်ဘုရားဆိုတာအခြေခံပါမယ်ဒုတိယအနေနဲ့ကျွန်တော်တို့ချင်းပြည်သားဒီမိုစီအဖွဲ့ချုပ်ရဲ့ချင်းပြည်နယ်အမှတ်3မဲဆန္ဒနယ်မြေအတွက်အမေကတော့ကိုယ်စားလှယ်ဖြစ်ရွေးကောက်တင်မြှောက်ပေးကြတော့ကျွန်တော်မဲဆန္ဒရှင်ဌာနလာမြို့နယ်ကပြည်ပပြည်သူများကိုဒီနေရာမှာထိုင်လိုက်လဲကျေးဇူးစီကြောင်းပေါ်ပြနေပါတယ်ဒုတိယအနေနဲ့အမျိုးသားတို့ကိုစားဒုတိယသမ္မတလောင်းအဖြစ်ရွေးချယ်တင်မြှောက်ပေးကြပါတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌလူထုခေါင်းဆောင်နိုင်ငံတော်အတိုင်ပင်ခံအန်ကယ်ဒေါ်စန့်ကျူတဲ့ပါတီခေါင်းဆောင်များကို၎င်းအမျိုးသားတို့ဥက္ကဋ္ဌရင်းနဲ့အမျိုးသားတို့ကိုယ်စားလှယ်များအားလုံးလိုက်လဲကြီးစုဥပကာတင်စီရပါကြောင်းပေါ်ပြလိုပါတယ်စရုပ်ကအနေနဲ့နိုင်ငံတော်ဒုတိယသမ္မတကြီးဖြစ်အတည်ပြုတင်မြှောက်ပေးပါတော့ပြည်တော်စုထွက်တော်နာယကကြီးနဲ့ပြည်တော်စုထွက်တော်ကိုယ်စားလှယ်တော်ကြီးအားလုံးကိုပဲအထူးပဲကျေးဇူးတင်ရှိပါကြောင်းထပ်မံဖော်ပြလိုပါတယ်ဒီနေ့ဒီကွန်ပျူတာပွဲကိုပတ်ပေါင်းစုံကဏ္ဍပေါင်းစုံမှာနေပြီးတော့စိတ်တူလက်တူအားတက်ပြောပါဝင်ပတ်မှုကိုဆောင်ရွက်ပေးကြတော့ချစ်ခင်လေးစားရပါတော့ချင်းကိုင်းကမိဘမိကိုမမများမိတ်ဆွေများအားလုံးကိုအလုံးစုံနဲ့ကျေးဇူးတင်ရှိပါကြောင်းပါလည်းထပ်လောင်းပြောကြလိုပါတယ်ဒီနေ့ကွန်ပျူတာပွဲနဲ့ပတ်သက်လို့လူကြီးလူငယ်မရွေးချင်းကိုင်းကများအားလုံးစစ်စစ်လုံးလုံးမြည်မြုပ်နဲ့လက်ပြလို့ဆောင်ချက်များကိုတွေ့မြင်သိရှိရတဲ့အခါမှာအလုံးမဲ့ဝတ္တာပိဋိဖြစ်ရပါတယ်။ဒါကြောင့်ဒီလိုငွေထွေးချုံမြင်လာတဲ့ပုံမျိုးပွဲတော့ကျွန်တော်ရဲ့ရင်ထဲတစ်လုံးသားထဲမှာအမြဲတမ်းပြင်အောင်နေတယ်။ကျွန်တော်ရဲ့နားနဲ့မျက်စိထဲမှာအမြဲတမ်းကြားရောက်နေတယ်။မြင်ရောက်နေတယ်ဆိုတာကိုလည်းအတိအကျပြောကြားလိုပါတယ်။ရဲ့ရှင်လူရတဲ့ထုံးစံအတိုင်းချူချွတ်တဲ့သူများသူရဲ့ကောင်းများအောက်ဆောင်တော်ရဲ့ခုံပြည့်တဲ့ထားတဲ့ဖြစ်ပါရှင်။ဒီမှာဒီမှာတော့ဒီကြောင့်အမှကြီးအထူးရဲ့ကျေးဇူးတင်ရှိပါရရှင်။ Dr. C.D. Nochun, Bishop of Believer Church and President of Gospel for Asia Bible College of Pico Amaration. So, Credo Tampama, Shindalale, Chili, the Lady Machoyo, Prita, Oma, Inapan, the Yoga say, Amen. Siaji, Ravi, Chakriala, Yodale, history never died. Look. Yobima Sita Mamale Mate Mapyono Yamana no Tiso Chima General Chino Mumia Velu Bekanda Anapio Pawin Ketchum Digrema Tia Chili Two Gumusia Company General ချင်းလူမျိုးများစုပြီး
သက်ရှင်၍အန်ရှင်းခြင်းသက်ဆွမ်းနိုင်သောဘုရားကိုယုံကြည်ဝတ်ပြုကိုးကွယ်ဆုတောင်းကြသောသူများဖြစ်ပါတယ်။တချို့သောဆုတောင်းသူများမှာလွန်ခဲ့သော3 နှစ်ကလေးကယူပါသူများနာစတာပြီးဘုရားသခင်သည်ကျွန်တော်တို့ချင်းလူမျိုးထဲမှာမြန်မာပြည်အတွက်သမရအော်ကျွန်းစေလာလိမ့်မည်ဟု prophet ပြုခဲ့ကြသည်။မှန်ပါတယ်ဘုရားသခင်သည်တဆွမ်းနိုင်သောဘုရားတနေ့နဲ့တည်င်းချောင်းကြလို့ဖြစ်ပါစေဖြစ်ပါလိမ့်မည်ဟုကျွန်တော်တို့စန္ဒပြုယုံကြည်ကြပါမယ်။ဒါပေမဲ့ဒီကနေ့ဒီချိန်ဒီနှစ်အတွင်းမှာဒီလောက်မြန်ဆန်လာလိမ့်မည်ဟုရောဖက်ပြုကူမအစကျွန်တော်တို့မကြုံနိုင်ပါ Yes, it is beyond our beliefs. It is beyond our dreams. It is beyond our expectation. The glory to be the Father, Son, and the Holy Ghost. Bom teaching our Lord. Kaya takinan kibasile. Yesaya baro. Who can be mature? Do tamala api. Sway to timyo chin. Yesaya patepio. ဘုရားသခင်သုံးတော်ခံချင်းပြည်နယ်ကျဲတဲ့ဒေသမှာမဲဆန္ဒရှင်များမှအစဒုသမရအဖြစ်ဇွေးချယ်တင်မြောက်ပေးသောတာဝန်ရှိလူကြီးများအားလုံးနဲ့အထူးနိုင်ငံတော်နိုင်ငံခံပုဂ္ဂိုလ်အထူးလေးစားပါတော့ဒေါ်အောင်ဆန်းစုကြည်လည်းအထူးကျေးဇူးတင်ကြောင်းကျွန်တော်တို့ချင်းလူမျိုးများဒီကနေ့ပြောကြားပါတယ်ကျွန်တော်ချမ်းသာတစ်ပိုက်ပါပါတယ်ဓမ္မစာစကားရဲ့ပထမဆုံးအခန်းကြီး16အငယ်73ဆေဝလာဒီစီဘူးကိုယူ၍သူ၏အိကုစုထဲမှာသူ့ကိုပြတ်တဲ့သူနဲ့မှာစာရွက်ထာဝရဘုရားရဲ့ဝိညာဉ်တော်သည်ကြီးမားသောတစ်ခုဖြင့်ဒါဝိဒ်ပေါ်မှာတိုက်ရောက်၏ So Samuel took the horn of oak and anointed him in the presence of his brothers, and from that day on the Spirit of the Lord came upon David in power. ကျွန်တော်တို့လေးစားရပါတော့ဒုသမရကြီးအတွက်ပြည့်တဲ့ကောင်းချီးကြောင်းဆုတောင်းကြပါစို့ကောင်းကင်ဘုရားစီတော်မူသောကျွန်တော်တို့ရဲ့ဟာကိုယ်တော်ရဲ့နာမတော်ဒီကဘာအဆက်ဆက်ဘုံကြီးရဲ့မင်္ဂလာရှိပါစေသူကြောင့်သာဒါဝိဒ်ကိုတော်မှစတင်ဝေလို့ပြီးအောင်မြင်သောစစ်တေကောင်းအဖြစ်တော်ကောင်းအောင်မြင်သောစစ်တေကောင်းမှာအောင်မြင်ကြကြသောရှင်ဝင်ကြီးအဖြစ်ရွေးကောက်တင်ရတော်ဗျာဒီကနေ့ကျွန်တော်တို့ချင်းလူမျိုးများမှာချစ်ခင်လေးစားပါတော့ဦးဟန်ရီမာချိုကိုလေဘဝအရှင်ရှင်ကြောပြည့်စေရဲ့နိုင်ငံတော်သူသမဏအဖြစ်ရွေးကောက်တင်ရပေးတဲ့အတွက်
ချင်းလူမျိုးများမှာအခုသခင်ယေရှုခရစ်တော်နာမအဖြစ်ပြည့်တဲ့ပဲကောင်းချီးဖြစ်ပါသည်တခုကြီးတော့ဝိညာဉ်တော်အဖြစ်အခုသူ့အပေါ်မှာရှင်းတဲ့တော်မှာဇနေမှာစပြီးဒီသားစုမှာစအမိအာနန္ဒတော်ကြီးကိုသူ့အားဖြင့်တူတဲ့အောင်မြင်စေပါလက်အောင်မြေသားများမှာစအထက်လူကြီးများတော့ပေါ်ဆောင်ဖက်များနဲ့အတူတော့ဗမာပြည်ကြီးကိုငင်းချတူတဲ့အောင်မြင်စေပါတေချင်းကိုအောင်မြင်၍ရှင်ပြန်ထမြောက်တော်သခင်ယေရှုခရစ်တော်ရဲ့နာမတော်ဖြင့်ပြည့်တဲ့ပဲကောင်းကြီးပဲဆုတောင်းပေးပါ၏မြတ်စွာတော်အဖဖရာအာမင်ကျွန်တော်တို့ဒုက္ခမကြီးကိုဘုရားသခင်တိတ္တပံတဝိညာဉ်တော်တကူနဲ့အတူကောင်းကြီးပေးပါစေအာမင် ဂုဏ်ပြုခံပေးပါသောလေးစားအပ်ပါသောဒုတိယသမ္မတကြီးအားအထူးပဲကျေးဇူးတင်ရှိပါတယ်။ The cruelest word, the coldest heart, the deepest wound.